မင်္ဂလာပါကျွန်တော်တို့ပေါ်ဖို့မှာဒီနေ့ဒီဘက်ထရီတွေအင်ဗာတာတွေဘယ်လိုပစ္စည်းလေးတွေကြံနေလဲဆိုတော့ကျွန်တော်ပြပေးနေဗျာကျွန်တော်ဂိုရောင်ရှင်းထဲမှာပါတယ်ဘက်ထရီတွေအင်ဗာတာတွေကိုကျွန်တော်တစ်ခါတည်းကျွန်တော်ဈေးနှုန်းတွေအာမခံတွေဘာတွေသုံးလို့ရလဲဆိုတော့ကျွန်တော်တစ်ခါတည်းပြရမယ်လိုက်ခဲ့ပေးဦးနော်ဘယ်လိုဘက်ထရီလဲဆိုရင်ကျွန်တော်တို့ဒီမှာအရင်ဆုံးတွေ့နေရတာက iDel ပေါ့နော် iDel ကသူက50တပုတ်မှာသူ280အိမ်နဲ့လာတယ်ဗျာအာမခံကသူက9နှစ်ပေးတယ်ဒီကောင်ကကျွန်တော်တို့ဒီတိပိသားပဲကျွန်တော်တို့အာမခံအတွင်းမှာ error ဖြစ်နေဆိုကျွန်တော်တို့အလုံးပြန်လဲပေးတာပေါ့နော်ဒီကောင်ရဲ့ဈေးနှုန်းက68သိန်းRoman ကသူကဒီ EV10 နဲ့ကျွန်တော်တို့အသုံးထားတယ် CCS စနစ်ပါရတယ်ဒီကောင်ကကျွန်တော်အာမခံ10နှစ်ပေးတယ်ဒီကောင်ရဲ့ဈေးကကျွန်တော်တို့ကဒီ15ရက်နေ့နောက်ပိုင်းတော့ကျွန်တော်တို့အာမမခံဘာလို့အာမမခံလဲဆိုတာကဈေးပေါ့နော်ဈေးပြောင်းနိုင်ချေရှိတယ်ပုံမှန်တိုင်းဆိုတော့ဈေးတွေကပြောင်းတယ်ဒီကောင်ကလောလောဆယ်ကဒီကောင်ကို60သိန်းအတိနဲ့ပဲရအောင်မယ်ကျွန်တော်တို့အာမခံ10နှစ်ပေးရတယ်ပေါ့နော်နောက်တစ်ခုကကတ်တယ် CATL ကိုမှသူက320အိမ်နဲ့လာတယ်ဘယ်ဒီထဲမှာတော့အကြီးဆုံးပဲဒီကောင်ရဲ့ဈေးက55သိန်းပေါ့နော်ဒီကောင်ဆိုရင်လည်းကျွန်တော်တို့ဒါအင်ဗာတာမရွေးဘူးကြိုက်တဲ့အင်ဗာတာနဲ့ကျွန်တော်ကတွဲသုံးလို့ရတယ်မှာပါတယ်ကျွန်တော်ပြောပြတာအခုဒါပုံမှန်ဈေးနဲ့ရောင်းချပေးနေဘက်ထရီတွေပဲရှိသေးတယ်ပေါ့နော်နောက်တစ်ခုကဆိုလီဘိုကကြတော့ကျွန်တော်တို့ရဲ့ဒါပြောမှဆိုဘက်ထရီတွေထဲမှာကျွန်တော်တို့အရန်ထူးခြားဆုံး brand အထူးခြားဆုံး brand ဆိုတာဘယ်လိုလဲဆိုတော့ကျွန်တော်တို့ကဒီကောင်ကကျွန်တော်ဒီ light cycle များတယ်ကျွန်တော်တို့ကပြီးတော့ Hithian cell ကိုသုံးထားပြီးတယ်ပေါ့နော်ပြီးတော့ဒီကောင်မှာအားသာချက်က fire extinguisher ပါတယ်ဒီကောင်ရဲ့ဈေးနှုန်းကကျွန်တော်တို့က60နဲ့ကျွန်တော်တို့6သိန်းခွဲကိုကျွန်တော်တို့ကရောင်းနေတာကိုမှဒီကောင်ကိုကျွန်တော်တို့ဒီလာထဲမှာဝယ်65သိန်းအတိနဲ့ရမယ်65သိန်းပေါ့နော်တော်တော်အဆင်ပြေနေပြီနောက်တစ်ခုကကျွန်တော်တို့ဂိုရောင်ရှင်းထဲမှာပါတဲ့ဘက်ထရီလာပြီပေါ့နော်အဲ့ဒါပါလဲဆိုတော့ဒီကောင်ရှက်တော့ဇန်းကိုသူက50တပုတ်မှာ280အိမ်နဲ့လာတယ်ကျွန်တော်တို့အရင်တော့ဆိုရင်89တို့80တို့နဲ့ကျွန်တော်တို့ရောင်းခဲ့တဲ့ဘက်ထရီပေါ့နော်ဒီကောင်ရဲ့ကျွန်တော်တို့ကအခုရောင်းချရမယ့်ဈေးနှုန်းလေးကကျွန်တော်တို့က60အတိဗျာ60တက်ဆိုကျွန်တော်တို့ Roman ထက်အောင်ကျွန်တော်တို့ကနည်းသွားတယ်ပေါ့နော်ပြီးတော့ဒီကောင်မှာ IPD ဆဲရင်းနဲ့ကျွန်တော်ဖွဲ့စည်းထားတယ်ပြီးတော့ကျွန်တော်တို့မှာ CCS နဲ့လည်းပါသွားတယ်လုံးဝကျွန်တော်တို့ကရွေးချယ်သင့်စရာအကောင်းဆုံးပေါ့နော်ပြီးတော့ inverter တိုင်းနဲ့လည်းကျွန်တော်တို့ကချိတ်ဆက်ပြီးအသုံးပြုလို့ရတယ်မှာပါတယ်ပေါ့နော်နောက်တဲ့ battery တစ်ခုကိုကျွန်တော်အသုံးရမယ်အဲ့တစ်ခုကကျွန်တော်တို့ဒီမှာကျွန်တော်နောက်မှာရှိရင်လည်းကတ်တယ်အသေးပေါ့နော်ဒါတော့အသေးဖြစ်သွားပြီကျွန်တော်တို့က25/6ဖို့မှာ320အိမ်နဲ့လာတယ်ကျွန်တော်တို့ဒီ 3.5 တို့3 kW တို့ 4.2 နဲ့ကျွန်တော်တို့ချိတ်ဆက်ပြီးတော့ကျွန်တော် aircon တွေပိုင်းနဲ့သုံးလို့ရတဲ့ battery ပေါ့နော်အဲ့တော့ light cycle ရတဲ့ဒီကောင်25/6ဖို့ဆိုတော့ကျွန်တော်တို့က6000အတိပါပြီးသားပေါ့နော်ဈေးနှုန်းလေးကကျွန်တော်တို့အရင်တော့340ပေါက်တယ်ကျွန်တော်38သိန်းလောက်ကျွန်တော်တွားခဲ့တယ်ဒီကောင်အမိတ်ဆွေတို့ယူမယ်ဆိုရင်30နဲ့1သိန်းအတိနဲ့ရမှာပဲဖြစ်ပါတယ်ခင်ဗျနောက်တစ်ခုကကျွန်တော်အရင်တော့ battery တွေပဲကျွန်တော်ပြပြပါမယ် battery ထဲမှာကျွန်တော်ဒါတွဲဖို့မရှိတော့ဘူးလားလို့မေးနေတဲ့ကျွန်တော်မိတ်ဆွေတွေတော့ကိုတွဲဖို့မှာသူကတွဲပွဲအိတ်ဖို့ဆိုပြီးတော့ Sunny Solar နဲ့လာတယ်အဲ့ကောင်ကကျွန်တော်ဒီမှာ2လုံးလား3လုံးလားမသိဘူးအဲ့လောက်ပဲကြံတော့တယ်ဗျာဒီကောင်ရဲ့ဈေးကကျွန်တော်တို့က21เนาะအာမခံ9နှစ်ပေးတယ်300အေးပေါ့เนาะနောက်တစ်ခုက TOB သူကဒီဘက်ထရီအကြီးလဲလာတယ်အသေးလဲလာဒီကောင်မှာတွဲပွဲအိတ်ဖို့300ပေါ့เนาะဒီကောင်ရဲ့ဈေးနှုန်းက19သိန်းပေါ့เนาะနောက်တစ်ခုကကျွန်တော်တို့ဂိုရောင်ရှင်းထဲမှာလည်းပါတယ်ရှက်တော့ဇန်ကျွန်တော်ဆုံးတော့ပြောတာ280ဒီကောင်က50တပုတ်မှာ300နဲ့မှ20ဒီကောင်ရဲ့ဈေးနှုန်းကကျွန်တော်တို့ဒီအရင်တော့ဆိုရင်88သိန်းနဲ့ကျွန်တော်မှတ်မှတ်ရရောင်းဘူးတယ်ဒီကောင်ကိုလေကျွန်တော်တို့ကအရန်လူကြိုက်များတဲ့ထဲမှာပါတယ် IPD ဆဲကျွန်တော်ဒီ CCS နဲ့ပါပြီးသားပေါ့နော်ဒီကောင်ရဲ့ကျွန်တော်အခုရောင်းမဲ့ဈေးက60နဲ့မှ5သိန်း65သိန်းပေါ့နော်လုံးဝကျွန်တော်တို့ကအဆင်ပြေနေပြီ inverter တွေကိုကျွန်တော်ပြောပြရမယ် inverter တွေဆိုရင်1.2 1.5เนาะအဲ့နှစ်မျိုးထဲမှာဆိုကျွန်တော်ဒီမှာ shutdown ဆန်းရှိမယ်ဆန်းဆိုတာရှိမယ်အဲ့နှစ်မျိုးရှိမယ်ပေါ့နော်အာမခံတွေကကျွန်တော်တို့ shutdown ဆန်း2 year ပေးတယ်ဆန်းဆိုတာကကျွန်တော်တို့က1 year ပေးတယ်ပေါ့နော်ဒီကောင်ဆိုရင် 1.2 ဒီကောင်ဆိုရင် 1.5 and ကျွန်တော်ဒီ24 volt inverter မှာကြည့်မယ်ကျွန်တော်တို့ aircon သုံးမယ်ကျွန်တော်တို့ပြီးရင်ဒီစာဖို့အချုပ်ဆက်တွေသုံးမယ်စိတ်ကြိုက်သုံးမယ်ဆိုရင်ကျွန်တော်ဒီလိုမျိုး၄မျိုးရှိတယ်၄မျိုးဆိုရင်မဲ့ဒါ inverter ၄လုံးမှာတော့ brand 3မျိုးပေါ့နော်Sunny Solar ကဒါ 3.5 kW inverter ဒီကောင်ရဲ့ဈေးနှုန်းလေးရှိမယ်ပြီးတော့ဒီမှာRoman 3.5ရှိမယ်ပြီး ARM 3.6ရှိမယ်ပြီးတော့ရင် 4.2 ဆိုပြီးတော့လာတယ်ကျွန်တော်ဆုံးတော့ပြောခဲ့တဲ့ CATL နဲ့ကျွန်တော်တို့ကတွဲသုံးလို့ရတဲ့မှာပါတယ်ပေါ့နော်နောက်တစ်ခုက inverter တွေအကြီးဆုံးတွေမှာကျွန်တော်တို့ဒါ Global တွေရှိမယ် DE တွေရှိမယ်ပေါ့နော် Global ကဒါကျွန်တော်မိတ်ဆွေသိပြီးသားဒါပေမဲ့ Global ကိုကျွန်တော်တို့ကဈေးချသွားပြီဘာလဲဆိုကျွန်တော်တို့အရင်တော့ဒါ16သိန်းနဲ့ရောင်းခဲ့တယ်အခုဒီကောင်ကို14သိန်းခွဲနဲ့ရမယ်နော် Global ကိုအာမခံ2 year ပေးတယ်နောက်တစ်ခုကဒီမှာဒီရက်ဒါ 12K ပေါ့နော်ပြီးသွားရင်ကျွန်တော်တို့ကအောင်ဂိုရောင်ရှင်းဈေးထဲမှာကျွန်တော်အောင်းပါတယ်အောင်း 11K ကိုကျွန်တော်တို့ဘယ်လောက်နဲ့ပေးမလဲဆိုတော့အရင်တော့ကျ28သိန်းနဲ့ပေါက်တဲ့ဈေးပေါ့နော်ဒီကောင်ကိုကျွန်တော်တို့ကအလုံးအများကြီးမရှိဘူး9လုံးပဲရှိတယ်အဲ့ကောင်19သိန်း9000နဲ့ရမယ်ကျွန်တော်တို့19သိန်း9000ကို 11 kW ကကျွန်တော်တို့ကတန်တယ်တော်တော်တန်တယ်ပေါ့နော်ပြီးတော့ရင်ဒီကောင်ကလားဒါဒီ hybrid
system ပါတဲ့ထဲမှာပါတယ်ပေါ့နော်နောက်တစ်ခုကအောင်နှမျိုးမှာသူက 6.2 6.2 ကကျွန်တော်တို့16သိန်းနဲ့ရောင်းခဲ့တယ်ဗျာအရင်တော့အခုဒီကောင်ကို9သိန်း9000နဲ့ရမယ်9သိန်း9000ဆိုတော့ကျွန်တော်တို့ဒီ 4.2 လို့ 3.5 လို့လောက်ပဲကျွန်တော်တို့ရှိတယ်ပေါ့နော်ဈေးနှုန်းကအာမခံနေဒါကျွန်တော်တို့ဒါ2ရပေးတယ် 1+1 နေပေါ့နော်နောက်တစ်ခုက less power နောက်တစ်ခုက roman ဒါ6 kW 6 kW မှာကျွန်တော်တို့ parallel ပါတဲ့ကောင်ရှိတယ်ကျွန်တော်တို့မပါတဲ့ကောင်ရှိတယ်ပေါ့နော်နောက်တစ်ခုက sunny solar ကလည်းကျွန်တော်တို့က 6.5 အဲ့တော့ battery inverter တွေကျွန်တော်တို့အစုံပဲပေါ့နော်အစုံပဲရှိတဲ့အပေါ်မှာကျွန်တော်ကိုရောင်ရှင်းနဲ့လည်းရောင်းချပေးနေ inverter တွေလည်းရှိတယ်ပြီးတော့ကျွန်တော်ကအိန္ဒိယ made inverter တွေလည်းကျွန်တော်ရှိသေးတယ်ပေါ့နော်ကျွန်တော်ရဲ့အမိတ်ဆွေတွေလိုချင်တာကိုကျွန်တော်တို့ကမေးပြီးတော့ကျွန်တော်ဒီ power electronic ကိုဖုန်းလေးဆက်ပြီးတော့လည်းအသေးစိတ်မေးမြန်းနိုင်ပါတယ်ခင်ဗျတကယ်လို့အကြံဉာဏ်တွေမှာတောင်းနေတယ်ဆိုရင်လည်းရပါတယ်ကျွန်တော်တို့ဒီကိုရောင်ရှင်းဖြစ်တဲ့ဈေးတွေပုံမှာကျွန်တော်တို့တအားတန်တယ်ပေါ့နော်အဲ့တော့15ရက်နေ့မတိုင်မီကိုကျွန်တော်မိတ်ဆွေတွေဝယ်သိချင်ပါတယ်ခင်ဗျအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်တာလပ်ပါတော့နေလေးဖြစ်ပါသေးခင်ဗျာ